Hello အားလုံးမင်္ဂလာပါကာလက်ထရောနစ်ကနေပြန်လည်ပြီးလိုက်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်ပေါ့နော်သိရတဲ့အတိုင်းရာသီဥတုကပေါ့နော်ပုံပူပြီးတော့ဆိုးလာတယ်မိုးတွေအရမ်းရွာလာတယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မို့လို့အင်ရှင်မတွေအတွက်မရှိမဖြစ်လောင်နေပါလိုအပ်တယ်ပေါ့နော်ဝှချော်စလေးတွေကိုအခုအေးတဲ့အနေနဲ့ပြပြမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါအေးတို့ဆိုင်မှာ Airရှိရဲ့ပစ္စည်းလေးပေါ့နော်ဝှချော်စက်မှာဆိုလို့ရှိရင်ဒီကောင်2ကန် higher 9 kg ရမယ်ဘက်မှာဆိုလို့ရှိရင်လည်း fully auto ဒါဆိုလို့ရှိရင်ဒါ Samsung 10 kg ရမယ်ပြီးလို့ရှိရင် higher 10 kg ရမယ် AG ဆိုလို့ရှိရင်လည်း30 kg ပေါ့နော်ရမယ်အခုဒီဘက်ကတွေဟာဆိုလို့ရှိရင်အကုန်လုံး fully auto ဘက်မှာဆိုလို့ရှိရင်ဒါ manual ဆိုလို့ရှိရင် higher 9 kg ပေါ့နော်အခုပြထားတဲ့ဆိုလို့ရှိရင်အခုလက်ရှိ အေးတို့ဒီမှာ Air ရှိတဲ့ပစ္စည်းတွေကိုအေးတဲ့အနေနဲ့ပြပေးထားပဲဖြစ်ပါတယ်လိုအပ်တဲ့သူတွေအတွက်ဆိုလို့ရှိရင်အေးတို့ဆိုင်မှာပေါ့နော်ဒီစတော့အများကြီးရှိရတဲ့ပြန်လို့လာရောက်ဝင်အားပေးကြဖို့အေးတဲ့အနေနဲ့ဒီညနေကိုဖိတ်ခေါ်ပါလိုက်ပါရှင်အချိန်မီအချို့တောင်းလို့ဒီအကောင်းဆုံးဆောင်မှုနဲ့အားကလည်းဆက်လိုက်ပါရှင်ဒီမှာစီမံနေလေးဖြစ်ပါလိမ့်ရှင်